အားလုံးပဲမင်္ဂလာပါဒီနေ့တော့တရုတ်နှစ်ကူးမှာဝတ်သားစားရတာတွေရိုးတာဖြစ်တဲ့အတွက်ဝတ်သားကိုပေါင်းစားတဲ့နေတစ်မျိုးကိုနီယူစတိုင်ပေါ့နော်အဲ့ဒါမျိုးလေးလုပ်ထားပါတယ်ကောင်းတာမကောင်းတာတော့ New Year during dinner ကြမှာပဲသိရမှာပေါ့နော်ခုလောလောဆိုတော့သူ့ကိုခုလိုမျိုးလေးလုပ်ပြီးတော့ရေကတတာထဲမှာတင်ထားပါမယ်ဒါကတော့ရမ်းပါပိန်းဥပေါ့နော်မြန်မာခေါ်ပိန်းဥပါပိန်းဥကိုအခုလိုမျိုးလေးတွေလှီးပြီးတော့သူကိုအနားလေးတွေတင်သွားတဲ့အထိကြော်ထားပါမယ်ပြီးလို့ဆိုရင်တော့ကျတုံပြူတကြားအနှဲငယ်ကော်မုံပီစီပြီးရင်ဒါကတော့မြန်မာပြည်မှာတော့စီတိုဖူးကိုတုံးတာပေါ့ဒီမှာကတော့ red bean cut ကိုတုံးထားပါတယ်ပြီးရင်တော့နှမ်းစီထည့်မယ်ပြီးတော့ခရုစီထည့်မယ်ဒါကတော့ကိုကီဝိုင်းပါကိုကီဝိုင်းနဲ့ပဲငပြားကြီးအနောက်ပေါ့နော်အဲ့ဒါတွေကိုထည့်ပြီးသူ့ကိုအကုန်လုံးအရသာနှက်ဆက်သွားအောင်နောက်တကြားတို့တကြားလည်းပျော်သွားအောင်ပေါ့နော်သူ့ကိုအခုလိုမျိုးလေးနာမွေပေးပါမယ်ပြီးရင်တော့ဒါဝက်သားအချောက်ပါကိုယ့်ဘာကိုလှုပ်လို့လည်းရပါတယ်ဒီမှာတော့မဟုတ်လှုပ်တော့ပဲနဲ့ဝယ်လိုက်တယ်ပေါ့နော်ဝက်သားအချောက်ကိုအခုလိုမျိုး slice လေးတွေလှီးပြီးသွားရင်ဝက်သားအချောက်ရဲ့ဆောင်းတော့ကြော်ထားတဲ့ပိန်းဥရဲ့ကိုအတင်းလှုပ်ထားတဲ့ဆောင်းတော့လှုပ်ထားတဲ့ဆော့နဲ့ပေါ့နော်ဆော့နဲ့နေပြီးတော့1 layer စီသူ့ကိုထပ်ပါမယ်ဒါမျိုးလေးထပ်ပြီးသွားရင်တော့သူ့ကိုကွန်တိန်နာအတန်းတစ်ခုထဲမှာတင်ထားမှာပါသူကတော့3-4 ရက်လောက်တော့တင်ထားလို့ရတယ်ပေါ့နော်3-4 ရက်လောက်ကိုရေခဲတစ်တာ freezer မှာပေါ့နော် freezer ထဲမှာထည့်တင်ထားမှာပါသူ့ကိုတင်ထားပြီးတော့ကိုစားခြင်းနဲ့ရဲ့ကြာကမှကိုပေါ့ထုတ်ပြီးတော့ပေါင်းပြီးတော့စားမှာ